မောင်ဆောင်ခလေးဒီလိုလေးလွဲတာတော့မှတင်းရင်သားတွေရဲ့အနောက်ကမီတင်မှာမောင်ဆောင်ခကအယောင်ပြောင်းတဲ့ပုတ်တင်ညိုပါဆိုပြီးပြောတာနော်အယောင်ပြောင်းတဲ့ပုတ်တင်ညိုပါပြောတာနင်တို့ဘုံနဂါကိုအဲ့လိုတက်မှတ်လိုက်ရင်ဘုံနဂါကိုဘယ်သူမှမကူရင်ဘုံနဂါပုတ်ဆိုးမယ်အခုဘုံနဂါအောက်ကကလေးတွေမနေရပဲကြည့်ကြည့်နော်ဒီဘုံနဂါအောက်ကကလေးတွေအလုတ်ပေးတဲ့အလုတ်ရှင်လဲတူရှင်တောင်မှသူတို့ဖမ်းတယ်ဆိုရဲပုံစံမျိုးကိုဒါစစ်တပ်ကမလုတ်ပဲနဲ့ပကဖ MOD ဆိုတဲ့ခွေးတောင်စားတွေကလုတ်တာနော်ဇော်ထက်လို့စောက်စစ်မရှိရကောင်ကြာကူလီကောင်သူ့ကိုဇော်ဆက်ကိုဘုံနဂါဖမ်းပြီးတဲ့ချိန်သူ့ရဲ့အိတ်ထဲမှာဘာတွေ့လဲကွန်တုံးဟမ်ဟာလားကွန်တုံးနဲ့အဲ့လိုဟိုတကယ်ကိုစောက်အရက်ပလင်းနဲ့ကွန်တုံးနဲ့ကိုဖင်ကြားညက်နေတဲ့အောင်တန်းစားတတိတ်ကိုခေါင်းဆောင်နေတင်ထားပြီးတော့မှဖုန်ကြီးလူထွက်တကယ်ကိုစောက်စစ်မရှိဟာတွေကိုတင်ထားပြီးတော့မှဒီလိုလူတွေကိုမယုံကြည်ရလို့ငါတို့တွေကဘုံနဂါတော့မစိုးပါဘူးလို့ပြောနေတဲ့ချိန်မှာဘုံနဂါအယောင်ဆိုးဖို့မစင်စားနဲ့ကိုရှိန်ဆိုတာနင်ကိုရဲရှမ်းဝတ်စုံကြီးတကားကားဝတ်ပြီးတော့မှနင်စောက်နားမလဲဘူးလားတရင်သားတွေကဘလို့ပုံစံမျိုးစကားပြောနေရဲဆိုတဲ့အတန်နင်နားမှမကြားဘူးလားကူညီရှင်တဲ့လူတွေအကုန်လုံးလက်လန်သွားတဲ့စကလုံးမျိုးနင်တို့ဘုံနဂါချစ်တဲ့လူတွေကပဲလုံနေတာနင်တို့ဘုံနဂါချစ်ပါတယ်ဘုံနဂါချစ်ပါတယ်ဆိုတဲ့လူတွေကပဲလုံနေတာဘာမှမလုပ်ဘူးနင်တို့စောက်တန်တွေထွက်နေတာနင်တို့ကြီးပဲထွက်နေတာဘာမှမထွက်ဘူးနော်နင်တို့စောက်တန်တွေထွက်နေတာဘာမှမထွက်ဘူးပါဇက်ပေါက်လေးပိတ်နင်တို့ကူစရာရှိရင်ကူလိုက်နင်တို့ကူညီနိုင်ရင်ပြောလိုက်သေးတယ်ဘုံနဂါကိုတဲ့တိုက်ပါလို့ပြောတဲ့လူတွေကတဲ့ဟာမရှိငါတို့ဒီတော်လည်းရေးမှလေတော်လည်းရေးမှ3ပုံ2ပုံလောက်ကနဂါကိုပေးခဲ့တာဟဲ့နော်3ပုံ2ပုံလောက်ကနဂါကိုပေးခဲ့တာငါတို့ကကူညီသူမအားမတန်ဘူးဒီလောက်ကြီးလည်းမကြီးသေးဘူးအခုမှတက်လာတဲ့လူလက်နဲ့လည်းဒီတရင်သားကြီးလောက်မစုံသေးဘူးဒါပေမဲ့လိုပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကကြိုဆိုပါတယ်ကျွန်တော်ရဲ့ channel ကဆိုရင်နေ့စဉ်ဦးတော်လိုင်းရေးနဲ့ပတ်သက်တဲ့သတင်းတူသတင်းကောက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာင်းသား EAO တွေအကုန်လုံးလန်ပြီးပြေးသွားတဲ့ပုံစံမျိုးမလုပ်စေရှင်ဘူးအဲ့ဒီစကလုံးမျိုးအဲ့အတက်မျိုးဘုံနဂါထွက်လာရင်တော့ဖုံးပေးလိုက်ရမှာမဟုတ်အဲ့လိုမရေရဘူးကူမဲ့လူတွေကဘဒူရှိသေးတယ်အစောကြီးကလေးကဘုံနဂါကိုဆက်တွယ်ကလေးကပြောတာပဲရခိုင်စီသွားပါလို့ပြောတာပဲနော်အစောကြီးကလေးရခိုင်စီသွားပါလို့ပြောတာငါရှောက်သွားပါတော့ငါမပြောဘူးငါအကြောင်းငါကိုယ့်လူမျိုးအကြောင်းကိုသိတယ်ငါတို့အတန်ထွက်လာတာနဲ့သူ့ကိုလက်ခံမယ်သူ့မလက်ခံဘူးငါတို့ကောင်းသိတယ်ဒီလူကိုလက်ခံမယ်ဒီလူမလက်ခံဘူးရှားကငါ့ကိုလက်ခံလာတော့မှတော်တော်ချားတယ်သိလားရှင်းပြောတာနောက်ကငါမျိုးရိုးငါဖိုးတိမှရှမ်းလူကြီးတွေကဒေါ်ရင်းကိုအော်ဒါလေးစားမယ် respect ပေးရမယ်လက်ခံရမယ်ဆိုသူတို့လက်ခံတာငါအဖိုးနာမည်လားမပြောရင်ငါ့ကိုရှမ်းကလက်မခံဘူးဘာဖြစ်လို့လဲဆိုရှမ်းစကားမတက်လို့ငါတို့ရှမ်းအစ်စ်မဟုတ်ပါဘူးဆိုပြီးလက်မခံဘူးနော်အဲ့ဒါငါအဖိုးဒီဟာပါလို့ဆိုထုတ်ပြမှာနော်အဲ့လိုရောင်တုံးကြီးနဲ့စီးမင်းကြောင်ကြီးနဲ့နော်အရက်က6ပေနှစ်တောင်ရှိရဲ့ငါအဖိုးကရှင်းလားနော်6ပေနှစ်တောင်ရှိတယ်အဲ့လိုစီးမင်းကြောင်အပြည့်နဲ့အဲ့လိုမျိုးရောင်တုံးကြီးနဲ့ဒါမှငါအဖိုးအစ်စ်နော်အဲ့ဒါမှသူတို့လက်ခံတာရှင်းလားလက်မခံဘူးတောင်ယုံပါစီပမွားများရှမ်းကျော်ထန်တော်တဲ့သွားကြီးရှမ်းနေအဆက်လုံးမလားလို့မလောက်ဘူးရှမ်းကလည်းလူမျိုးကြီးသူ့လူမျိုးပဲတူပဲအဲ့လိုပဲရခိုင်ကလည်းသူတို့ရခိုင်ရဲ့တည်င်းကိုနေလို့ရမယ်များထင်နေလားမရဘူးသူတို့ရခိုင်ရှင်းချင်းရဲ့တည်င်းသူတို့ရခိုင်ဘာသာနဲ့ပဲပြောတော့တာတော်ယုံလူ no accept နော်ဒါကိုနေလို့လာမနာနဲ့အညာကလက်နဲ့ကိန်လာနောက်ကြတယ်နင်တို့စီအောင်မှုမရှိတော့ဒီလိုဖြစ်သွားတဲ့ပြဿနာဟိုတရင်သားဒီတရင်သားဟိုလူကြောက်ဒီလူကြောက်လိုက်မပြောနေနဲ့ဒါဘုံနဂါထုတ်တဲ့စာဘုံနဂါထုတ်တဲ့စာလာမပေးတဲ့ငါတို့မကြည့်ဘူးကြော်လိုက်တယ်သူအမှန်တကယ်တူရေးရင်တော့မှငါတို့တူသွားပြောမှာမရေးနဲ့နင့်ကိုကူမဲ့လူတွေစုတ်သွားမယ်စလုံးအတုံးအနှုံးကတရင်သား EAO တို့ပြောလိုက်လို့ရှိရင်ကရှင်ကရကရင်ရှင်အကုန်ပါပြီဒီစကလုံးတလုံးစကစုတစုကပြောတဲ့စကစုနဲ့မပြောတဲ့စကစုရှိတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တရင်သားတွေကမဆန်တစ်တယ်နော်ဆလာတစ်တွေအကုန်လုံးကနည်းနည်းလေးမှတစ်ခုလေးမှ suspect မဖြစ်နဲ့ဖြင့်ဒီလူမပေါင်းတော့ဘူးလဲမကြည့်တော့ဘူးဆိုတဲ့ဆဲမှာပါတယ်ဟဲ့နော်ဆက်တစ်တွေငါလိုမျိုးသဘောကောင်းမယ်မထင်နဲ့သူတို့တွေထပြောမယ်တရင်သားတွေငါလိုသဘောကောင်းမယ်မထင်နဲ့ဒါကြောင့်ငါဘော်ဒိုနီကိုပြောတဲ့ချန်ပီထဲရောက်သွားရင်ဆက်တစ်တွေကြားထဲမှာတစ်ခုလေးမှမလွဲမစင်နဲ့ဆွဲလွဲမရင်ခေါင်းပြုတ်မှာလွဲမရင်ခေါင်းပြုတ်မှာပဲဘသူဖြုတ်လို့ဖြုတ်မှမသိပြုတ်မှာပဲဆိုတော့ဒါရီကစာဟိုစတိတ်မထုတ်ဒီစတိတ်မထုတ်ဘုံနဂါရဲ့စာပါဆိုပတ်လည်းရိုက်ပြီး share နေတဲ့အောက်တန်းစားတတိတ်တွေစောက်စင်ရှိ
နော်ဘုံတကားရေးတဲ့စာပါဟိုရှယ်ဒီရှယ်ဟောတခါလဲဟိုပြောဒီပြောတောင်ပြောမြောက်ပြောဘုံတကားရေးတဲ့စာပါဘုံတကားရေးတဲ့စာပါနင်တို့ကူညီမယ်ဆိုတဲ့လူတော်မှနင်တို့စောက်ဟိုပြောပေးတဲ့လူပဲစောက်ဖတ်တယ်မယ်နင်တို့ကူမဲ့လူမရှိဘူးသိလားနော်အမှနင်တို့အရှင်းရှင်းတက်ပြီးတေကြခုလည်းနင်တို့ကူနိုင်လို့လားဆိုတော့ငါတို့မင်းအောင်လိုက်တိုက်မဲ့ဟာမင်းအောင်လိုက်စီကို energy မရောက်ဘူးဒီစောက်ညီညွတ်ရေးနဲ့ဒီစောက်တလွဲလောက်နေတဲ့ဒီနူးကြီးရဲ့ပတုံးလုံးစပတ်စားတွေကိုစောက်စကားကြီးတက်တက်ပြောရတာဟိုစောက်လောက်တစ်မျိုးစောက်စကားကြီးတက်တက်ပြောရတာဒီလိုဇော်ထက်လိုအကောင်မျိုးဂျာကူလီလိုမျိုးစောက်ခွက်ကတစ်ချက်မှဥပဒေရုံမတတ်တဲ့ဟာမျိုးတွေကိုကောင်းကင်ပေါ်တင်ထားတယ်နင်တို့တင်ထားတဲ့ပန်းစယ်လိုရဲ့ဥပဒေရုံကိုကြည့်ကြည့်မျက်လုံးတက်တက်ကိုမကြည့်ရဘူးကင်မရာကိုတက်တက်ကိုမကြည့်ဘူးတက်တက်ကြည့်ပြီးလည်းမပြောရဘူးကလိန်ကကြစ်တောင်ပြောမြောက်ပြောကလိန်ကကြစ်ဟမ်နင်တို့ပြောတဲ့တန်မနီဖို့အဲ့တင်ကိုင်းတာဆုတ်ခွာလိုက်တန်မနီစောက်လုံးယူတေချာကြည့်ဖះစုဇော်ထက်ကြည့်ဘယ်နှမလဲရိုးသားတဲ့အမီတမီတော့ငါမမြင်ဘူးနင်တို့လူရုပ်အင်္ဂါတော့မနင်တို့မဖတ်နိုင်ဘူးလူရုပ်အင်္ဂါတော့နင်တို့မကြည့်နိုင်ဒီလူကဘလို့လူမျိုးလဲလူတယောက်ရဲ့အကျင့်ကမျက်လုံးမှာပေါ်တယ်စောက်ကျင့်နေအကုန်လုံးမျက်လုံးမှာပေါ်တယ်မျက်လုံးကမယိုးမသားဖြစ်နေတဲ့လူတွေကိုကောင်းကင်ပေါ်တင်ပြီးတော့မှတကယ်တိတ်နေတဲ့တော်လာရေးအင်အားစုကိုဖြိုးခွဲနေတဲ့ကိစ္စကြီးကိုလက်ခံပါတယ်လက်ခုတ်တီးနေတဲ့လူတန်းစားအောက်တန်းစားတရက်ကိုခဏလာမတက်ပြောနိုင်ဘူးရှင်းရှင်းပြောတာဆိုတော့အဆုံးတက်မယ်နှစ်ချက်ပဲပြောရတာဒီနေ့ကနံပါတ်1ချက်ပန်းဆယ်လိုပဲဖြစ်ဖြစ်အယူကြီးကအောက်တန်းစားတွေပဲဖြစ်ဖြစ်စစ်ဘောမားတွေပဲဖြစ်ဖြစ်မြေပြင်ပေါ်ကကလေးတွေစီမှာနင်တို့ရဲ့ genocide တွေရဲ့တက်တွေတွေကိုမြေပြင်ကကလေးတွေစီမှာလုံးဝမထားဘူးသူတို့ငါ့ကိုပေးလိုက်ရင်ငါတယောက်တည်းလည်းမကိန်ထားဘူးချစ်ချင်းငါတခါတည်း UNICEF ကိုတန်းပို့တယ်တခါတည်းငါနီးစပ်ရအမျိုးသမီးရေးရကိုတန်းပို့တယ်ငါဒီအတွက်ငါ့ကိုအတက်ခံနိုင်တယ်ငါ့ကိုလာပြီးအန်ဒီရပေးနိုင်တယ်ဒါကြောင့်နင်တို့တခါတည်းပေးတယ်ဆိုသွားပေးလိုက်တယ်ဒီနေ့ငါတက်တွေရတယ်ဒီနေ့ငါပေးလိုက်တယ်နင်တို့တက်တွေကနင်တို့မဟုတ်တာလောက်ထားတဲ့တက်တွေက memory stick တစ်ခုလည်းရှိရမဟုတ် memory stick ဆိုတာ copy 100တိုင်းကူးလို့ရတယ်နော်ဖုန်းလူတိုင်း telephone ကိန်းထားတဲ့လူက copy တစ်ခုပဲနော်ဆိုတော့ copy တစ်ခုပဲဆိုတော့ဒီတက်တွေကိုဒီကလေးတွေကိုတက်လိုက်လို့ဒီတက်တွေပျောက်ပြီလို့မထင်နဲ့ငါလက်ထဲမှာအကုန်ရှိတယ်ဆိုတော့နင်တို့နန္ဒကျော်တက်လိုက်လို့နန္ဒကျော်စီကတက်တွေကုန်သွားပြီမထင်နဲ့အကုန်လုံးငါလက်ထဲမှာသူ့ရဲ့တက်တွေသူ့ရဲ့အခုနန္ဒကျော်ဒီလိုဖြစ်သွားတာမှတွေ့တယ်မလားငါပြောတယ်မလားနော်နင်တို့အယူကြီးဒီစစ်ကောင်စီကြီးလူတက်တာမဟုတ်ဘူးနူးကြီးဆိုတဲ့တလောင်းစားဖက်ခွက်စားအောက်တန်းစားတွေမြေပြင်မှာရှိတဲ့လူတွေလည်းလူတက်နေတယ်ငါတို့ကနှစ်ဖက်ကြားထဲမှာအညက်ခံနေရတဲ့အတက်ခံလူတန်းစားဖြစ်နေတယ်အဲ့ဒါနင်တို့သိဖို့လိုတယ်ဆိုငါတို့ချစ်ချစ်နိုင်ငံတကာကိုပို့ထားပြီးသားဟက်အကောင့်တွေရဲ့နင်တို့ကြီးစာတက်တာမဟုတ်ဘူးနင်တို့ကြီးစာတက်တာမဟုတ်ဘူးငါစီတက်တယ်ဒီနေ့ရောက်တယ်ဒီနေ့ပို့တယ်အခုနန္ဒကျော်ဒီနေ့ဒီလိုဖြစ်တယ်ငါတွေးတာနဲ့တခါလဲချစ်ချင်းပို့တယ်ပြောတာပဲနင်တို့မယုံဘူးသူတို့လောက်ပါမယ်လို့ပြောတာငါပြောတာမယုံဘူးဒီမှာတကယ်လောက်ပြီတွေးလားအလောက်ခံရပြီအလောက်ခံရပြီဆိုတော့မြေပြင်ပေါ်မှာနှစ်ဖက်အန်ဒီယာကြားညံ့နေတဲ့လူတွေထဲမှာငါတို့ဘာတက်တွေမှမထားဘူးတက်တွေငါ့ကိုလာတက်လို့လေဒီတက်တွေမရှိတော့ဘူးမထင်နဲ့ငါ့ကိုတက်တဲ့နေ့နင်တို့ကိုလိတ်တဲ့နေ့ပဲဒီအစိုးရဖင်လန်ပြီးလိမ့်မဲ့နေ့ငါနေရဲ့နိုင်ငံမှာလုံးဝဒီမိုကရေစီလူအခွင့်အရေးကိုအပြည့်အဝပေးပြီးတော့မှ protect ကို special လုပ်ထားတာ protect ကိုလုပ်ထားတာငါနေတာပဲကြည့်အကုန်လုံး free နော်ငါနေနေတဲ့အိမ်နော်ငါလှုပ်ဆောင်နေတဲ့အရာငါစီးနေတဲ့ကားအကုန်လုံး free ဆိုသူများနိုင်ငံမှာနေတာဘလို့ protect လုပ်ထားလဲပညာတင်နေတာမှစအကုန် free ခြေတော့ကျိုးရင်ကျမ်းမာရေးမှစအကုန် free so nothing to worry okay ဆိုတော့ငါတစုံတရာဖြစ်သွားရင်ဘဒူးကြောက်ဆိုတာတခါတည်းသိပြီးပြီတက်တွေအကုန်လုံးဒီနေ့မြန်မာပြည်ကတက်တွေဓာရရဲ့ဓာကိုအရေးကြီးတဲ့လူတွေအကုန်လုံးသွားပေးထားပြီးသားဆိုတော့ဖျားတော်အမီရှိမှပွင့်လာငါရဲ့အမီကနင်တို့အယူကြီးက passport စာကိုအတူလုပ်တဲ့ဝင်ကြီးစုပ်တွေမဟုတ်ဘူးဖတ်ပြောမယ်နော်ငါမိထားတဲ့အမီကနင်တို့ပါလဲ passport စာကိုအတူလုပ်တဲ့ဝင်ကြီးစုပ်တွေကိုမိထားတာမဟုတ်ဘူးနော်ငါဖျားတော်အမီရှိမှပွင့်တယ်လို့ငါပြောတယ်ငါမိထားတဲ့အမီကနင်တို့ passport စာအုပ်တော့အတူလုပ်ပေးပါမယ်ဆိုတော့နော်ဝင်ကြီးအယူပြင်းပြီးမြန်မာပြည်သူကိုဂျင်းထဲလို့ရတဲ့ဝင်ကြီးနားမှာငါကတ်နေတာမဟုတ်ဘူးငါအကတ်ကငါအမီကရှင်းတယ်နော်ငါအမီကနင်တို့ပြောထားပြီးသားထပ်တစ်ခေါက်ဒါပြောပြီးသွားရင်နော်နင်တို့မြေပြင်ကကလေးတွေကိုလိတ်ပြီးတော့မှစိုက်ကယ်နဲ့တိတ်တက်လို့ကားနဲ့တိတ်တက်လို့ဒီကလေးတွေတည်သွားလို့နင်တို့ဟာကြီးပျောက်သွားတယ်လို့ထင်နေတဲ့လူတွေတခါတည်းလာပြီးလိုက်လွှင့်ပြီးတတိပေးလိုက်တယ်ဒါနံပါတ်1အရေးကြီးဆုံးချက်နံပါတ်2လို့ပြောပြီးနော်ဘုံနဂါကိစ္စဘုံနဂါကိစ္စမှာဘုံနဂါရေးတယ်ဟိုရေးတယ်ဒီရေးတယ်ဆိုစောက်ဖီမရနဲ့
တကယ်ရှိရင်ကျွန်တော်တကယ်ရှိသေးတဲ့အချိန်တိုင်းထွက်လာပါမယ်ဆိုတော့အတန်ဖိုင်လေးနဲ့ဗီဒီယို short တူလေးတစ်ခုရှိရင်ရပြီဘယ်နေရာပြစရာလဲမဟုတ်ဘယ်နေရာတကယ်သူတကယ်ရှိဒီလောက်လေးတင်လိုက်ရင်ရပြီဘာမှဘုံနဂါတက်ရှင်လည်းရှိတယ်ဘောမရက်ကွက်ထဲမှာမဟုတ်ဘူးမင်းအောင်လိုင်းစီမှာမဟုတ်ဘူးဒါဆိုရင်ဒီဘက်ကဘောမဒီနီပေါ်နီပိန်းတွေကိုဘုံနဂါဘောမစီမှာရှိရဲဆိုတက်တေပြလို့သူတို့စီတောင်းလိုက်ကျမတို့လည်းတစီဦးတို့ကျမတို့ဟိုဘောမရက်ကွက်ကဟာတို့ဟိုပူတူမာတို့ဘာမှလည်းဘုံနဂါကိုဗီဒီယိုကောနဲ့အင်တာဗျူးဆိုမင်းအောင်လိုင်းဖက်ကမဖြူရဲဘူးဇော်မဲလုံးကြီးတော့ပြုတ်သွားပြီမဖြူရဲဘူးနဂါကသူတို့စီမှာမရှိနေတာဟမ်မရှိနေတာနီတို့ကအာတာဖြည့်တော်လရေးအာတာဖြည့်မုံရင်ကဘယ်နှပွဲရပြီအာတာဖြည့်ဘုံမုံရင်ကဘယ်နှပွဲရပြီတော်လရေးအာတာဖြည့်ပြီးနင်တို့ဂျင်းထည့်ပြီးတော့မှနင်တို့စီကစီးပွားရေးနင်တို့နားမှာဝတ်ထားတဲ့နကတ်တွေကိုဟိုကောင်မကဖြုတ်ယူနေတာကိုနင်တို့ကချီချီနူးနူးကြီးခြေနဲ့နေပါတယ်ဆိုတော့အောက်တန်းစားတိတ်တွေလေရှင်းတယ်နော်ထပြောမယ်နင်တို့ကဘာဖြစ်လို့လဲဆိုတော့နင်တို့မုံရင်ကဘယ်နှချက်စစ်ဖက်အောက်မှာဘောမတွေကိုရှစ်တောက်နဲ့ဒီလိုနင်းသားပါတယ်ဆိုတော့ဟာလေးကိုကျင်နဲ့ကြည်နူးပြီးနင်တို့နကတ်တွေဖြုတ်ပေးလိုက်တဲ့နင်တို့ဖင်ပောင်လိုက်တဲ့ဟာပဲစောက်ဖတ်တင်မယ်တော်လရေးမနိုင်ဘူးနင်တို့ကဂျင်းကြိုက်တာဂျင်းကြိုက်တော့မနိုင်ဘူးနင်တို့တော်လရေးမနိုင်ဘူးဒီတိုင်းသွားရင်နိုင်ရင်လေဖြတ်ခံမယ်မနိုင်ဘူးနော်မနိုင်ဘူးအဲ့ဒီတော့ကြောင့်မလို့နင်တို့ကဒီဘုံနဂါဟိုဟာဖြစ်ပါပြီဒီဟာဖြစ်ပါပြီဘုံနဂါရေးပါတယ်တင်လိုက်တယ်အဲ့ဒါကိုငါ့ကိုလာပို့တယ်ပို့တော့ပို့တာကဘသူကပို့တာလဲဆိုတော့တရင်တူတယောက်ကလာပို့တယ်ဘုံနဂါဒီလိုတော့မရေးသင့်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုချိလိုက်တယ်ဘုံနဂါရေးတာမဖြစ်နိုင်ဘူးအကေလို့ဘုံနဂါရေးတယ်ဆိုရင်လေဒါမဖွာတင်ဘူးဘာဖြစ်လို့လဲဆိုဘုံနဂါလက်ရှိနေနေတဲ့နေရာကတင်ရင်သား EO ရဲ့နေရာစောင့်မြင်ကတ်လို့ဖြောင်လိုက်ရင်လွယ်လွယ်လေးတည်သွားမယ့်နေရာမှာရှိတယ်ရှင်းတယ်နော်စောင့်မြင်ကတ်လို့ဖြောင်လိုက်ရင်ဘုံနဂါလွယ်လွယ်လေးနဲ့ကြွသွားမယ့်နေရာမှာရှိတယ်အဲ့ဒါကိုဖင်ရတော်မူပြီးတော့မှဟိုဇွန်းမီတင်မှာပဲတက်ပြောလိုက်ဒီကိုရှိန်ဆိုတဲ့ကောင်ဒီဇွန်းမီတင်မှာတက်ပြောလိုက်ဘုံနဂါရေးတာပါဆိုတွေ့လားဆိုဟိုစာကို share လိုက်ဒီစာကို share လိုက်နဲ့ဘာလဲနင်တို့ကဘုံနဂါကိုစစ်တပ်ကလည်းဘုံနဂါကိုအသေးတက်ရှင်တာအယူဂျီလူကလည်းဘုံနဂါကိုအသေးချချင်တာလက်ရှိ EO ထဲက EO တုံးလေးယောက်ကလည်းဘုံနဂါကိုတွေ့ရင်ဖြောင်းပါဆိုတော့ဘုံနဂါကိုကူပေးတဲ့ EO ဘယ်နှစ်ယောက်ရှိမလဲရှမ်းရှိမယ်နော်ကရှင်ရှိမယ်ကရင်ရှိမယ်ရှင်းရှိမယ်ရခိုင်ရှိမယ်တင်းတိုင်းသား EO 9ခုရှိမယ်ပေါ့ထားလိုက်9နေရာရှိမယ်ဒီ9နေရာမှာဘုံနဂါကိုကူညီရှင်တဲ့3နေရာကပြောတယ်နော်3နေရာကရားရှိမယ်ပေါ့6ခုရှိမယ်ကရားရှိမယ်6ခုရှိမယ်ဆိုတော့တိုင်းသားနေမြေ6ခုမှာဘုံနဂါကိုကူရှင်တဲ့နင်တို့ဘုံနဂါကိုကူရှင်တဲ့လူ4ယောက်လောက်ကြံနေတယ်2ယောက်လောက်ကပဲတိုင်းသား EO ကို2ယောက်လောက်ကပဲဘုံနဂါကိုစော့ရှင်စော့ကောင်းလိုက်မယ်ဒီ4ယောက်ကပါဇက်အပြောပြီးမဲ့ဘုံနဂါကိုမှန်ကန်တဲ့လူမလို့ကူရှင်ပါတယ်ဆိုတဲ့လူကနင်တို့တင်လိုက်တဲ့စာတကြောင်နင်တို့ပြောလိုက်တဲ့စကားတစ်ခုတည်းနဲ့ဒီကြံတဲ့တရင်သား၄ယောက်ကဘုံနဂါကိုမကူပါဘူးဆိုလို့ရှိရင်ဘုံနဂါကိုဖြောပါမယ်ဆိုနင်တို့ဘာလုပ်ပေးလို့လဲဘုံနဂါ RIP ပဲနင်တို့ online မှာပြပါနေအားကြတော့နင်တို့ပါဇက်ပေါက်ဖီမယာနဲ့နင်တို့ဘုံနဂါကိုဘာလုပ်ပေးနိုင်လဲဘာမှမလုပ်ပေးနိုင်ဘူးဘာကူပေးနိုင်လဲဘာမှမကူပေးနိုင်ဘူးဒီနေ့ဒီချိန်ဘုံနဂါမင်းအောင်လိုက်လက်ကိုဆွဲလိုက်ပါပြီဆိုတော့နင်တို့ဘာမှလုပ်လို့မရဘူးဘာမှလုပ်လို့မရဘူးဆိုတော့ကိုကူညီရှင်တဲ့လူကိုဝလုံးရှင်နဲ့ရမ်းပြီးမပြောနဲ့ဝလုံးရှင်နဲ့ရမ်းပြီးမပြောနဲ့လို့ပြောတယ်နော်ကိုကူညီမဲ့လူကိုကူညီဖို့လာတော့မဲ့လူတွေကိုရိတ်မထုတ်ပြနဲ့ဒါနင်းတို့ဘုံနဂါကိုချစ်တယ်ဆိုဒီစကားတွေပြောရမယ့်စကားလုံးတွေမဟုတ်ဒီအလုံးတွေပြောရမယ့်စကားမဟုတ်ငါတို့သိတယ်အခုပါပေါ့နင်တို့အညာသူတွေပြောမဲ့စာဒီရှမ်းမရပြောတယ်နင်တို့အတုံးချနေတယ်နော်အညာသားတွေကိုအတုံးချနေငါပြောရင်နည်းနည်းဖြေတာတယ်ဘာလို့ငါနောက်မှာရှမ်းဆိုတာရှိရယ်လာမစော်ရဲဘူးတရင်သားအချင်းချင်းမှမွေရှင်းရှည်မြင်တယ်မှတ်ခါတရင်သားအချင်းချင်းမှအကောင်လုံးကမွေရှင်းရှည်မြင်တဲ့လူတွေကြီးကြီးပဲနေမြေလူပွဲကိုကြီးကျယ်လှုပ်ကြမဲ့လူတွေကြီးကြီးပဲခပြောမယ်တရင်သားတွေနေမြေလူပွဲကိုကြီးကြီးကျယ်ကျယ်လှုပ်လာလိုက်မယ်ဒါကခေအဆက်ဆက်လှုပ်နေကြတိုင်မလှုပ်မှာဆိုတော့တရင်သားတွေကအရှင်းရှင်းမွေရှင်းရှည်မြင်တယ်ရှည်မြင်တဲ့တော့တရင်သူကပြောလိုက်တယ်နင်တို့ဗမာအညာသားတွေအတုံးခံနေရတယ်နော်သူတို့နေရှဲဖို့အတွက်နင်တို့သုံးနေတဲ့သဘောတရားလောက်ပြောလိုက်ရင်ဒီလောက်ဆိုတော်ပြီဒီလိုဘုံနဂါလို့လူကထပြောလို့မရဘူးပြောရင်လေသူ့ကိုလှုပ်တဲ့လူတယောက်ထဲကိုပဲသူတဲ့တို့ပြောစစ်မျက်နှာစာဖွင့်မယ်ဆိုသူကရှင်ကိုဖွင့်မယ်ဆိုကရှင်ကိုတခါတည်းပြောသူရက်ခိုင်ကိုဖွင့်မယ်ဆိုရက်ခိုင်ကိုတခါတည်းပြောသူကရင်ကိုဖွင့်မယ်ဆိုကရင်ကိုတခါတည်းပြောကရင်နာမည်တခါတည်းတုံးကရင်တော်မှဘယ်သူကရင်မှာတော့မှကရင်အကုန်လုံးကရင်မှာတော့တုံးလေးဖွဲ့ကွဲနေတာကရင်အကုန်လုံးသူ့ကိုလှုပ်ရှင်တဲ့လူမဟုတ်ဘူးကရင်တော်မှသူ့ကိုဘုံနဂါကရင်မှာ၄ဖွဲ့ကွဲနေဘုံနဂါကိုလှုပ်ရှင်တဲ့လူ2ယောက်ရှိမယ်2ယောက်ကကရင်ကဘုံနဂါကိုကူရှင်တဲ့လူရှိအောင်မယ်ဆိုတော့
ကရင်လို့ကိန်ရိတ်လိုက်လို့လည်းမရဘူးကရှင်လို့ကိန်ရိတ်လို့လည်းမရဘူးနင်ကိုဘယ်သူလောက်လဲလောက်တဲ့လူကိုနင်တုံးတရင်သား EAO တွေမနာနဲ့တရင်သားတွေကတုံးတယ်ဆိုကုမဲ့ဟာတွေအကုန်လုံးနောက်ဆုတ်သွားအဲ့ဆိုနင်တို့စင်းကူလိုက်တာရီယာနိုင်ငံမှာရှိနေတဲ့နင်တို့နိုင်ငံတကာမှာရှိနေတဲ့မြန်မာပြည်ထဲမှာမရှိတော့တဲ့လူတွေလေပေါ်ကနေပဒီပဒါလီလီလာလာပြောနေတဲ့လူတွေစင်းကူလိုက်တော့စင်းချကူပေးလိုက်မရောက်လိုက်လေရင်ကျဲနေတာတွေရောအဲ့ပကဖပတုံးလုံးစောက်စီစားတွေပတွေမအေလို့တွေကိုမီကိုလို့တွေဒီလောက်ပြည်သူတွေကိုနှိမ့်ဆက်နေတာနင်တို့သွားကူလိုက်ကူနိုင်လားနင်တို့သွားကူနိုင်လားနင်တို့မကူနိုင်တယ်လို့ငါတို့လည်းမကူနိုင်ဘူးငါတို့ကူနိုင်ကဘာလဲဒါတီလူတွေခေါ်ထားပေးလိုက်ဒီလူတွေကိုနည်းနည်းပစ္စည်းလေးနည်းနည်းပေးလိုက်ဟိုဟာလေးပေးကူပေးပါဒီဟာလေးပေးကူပေးပါအတနာတော့ခန့်ပေးလို့ပဲရတယ်ငါတို့လည်းမကူနိုင်ဘူးဟမ်ငါတို့စီးပွားအပြုတ်ခံပြီးဘုံတကားအကုန်ကူရအောင်ဘုံတကားအကုန်ကူလို့ဘုံတကားအောင်ပါလားမအောင်လို့ပဲဘုံတကားရဲ့လက်နက်တွေအကုန်လုံးပသုံးလုံးတွေအကုန်လုံးတင်သွားတာအလက်ဘလောက်လဲအလက်ရာရှိတင်သွားတာပေါ့10ရှိတော့မဟုတ်ဘူးဘုံတကားဟိုပကဖ MOD တွေစီကတက်လက်နဲ့လည်းပဲတင်တယ်ပကဖ MOD ကဘုံတကားစီကလက်နက်တွေအများကြီးကောက်တင်သွားတယ်တိန်ပြီးတော့သူ့ကိုဆွဆွဲချလိုက်တယ်ပြီးတော့အယုံမာဆုံးလှုပ်ကိုလှုပ်တယ်စစ်တပ်နဲ့တူတူအယုံမာဆုံးလှုပ်တယ်ထားလိုက်ပါတော့နင်တို့ပြောသလိုကရှင်ပါတယ်နင်တို့ဗမာမပါဘဲနဲ့ကရှင်ကလာမပေါင်းဘူးနင်တို့ IUT ဆိုလဲဗမာမပါဘဲနဲ့ကရှင်လာမပေါင်းအဓိက main point ကဗမာအရှင်းရှင်းမညီညွတ်လို့ဖြစ်တဲ့ပြဿနာရှင်းလေးဗမာအရှင်းရှင်းမညီညွတ်လို့ဖြစ်တဲ့ပြဿနာတော်လိုင်းရေးမှာနင်တို့ personal ရဲ့မချင်တတ်မှုတွေချင်တတ်မှုတွေအကုန်လုံးရှင်းတဲ့ပြဿနာဆိုတော့ဘုံတကားဒီစာရေးတယ်ဟိုစာရေးတယ်ဒီမှာကပြဿနာတွေအောက်ကကြားနေရတဲ့ဟာတွေကတတိမ့်တနားမရှမ်းတာဟိုမှာစောက်ပတ်ပြန်မကလည်းဒီမှာသူ့ရဲ့စောက်ဒေတာတွေပေါ်မှာဆိုလို့ထောင်ထဲကထွက်လာဘယ်သူထွက်လာတဲ့လူတွေလိတ်ရှင်းလို့အဲ့ကလေးတွေကဖွဲ့ရတာတမျိုးဟိုပုံးတီပုံးမြန်မာပြည်ထဲမှာလည်းနေသေးရဲ့တာရီယာနိုင်ငံလည်းရောက်သွားသေးရဲ့တာရီယာနိုင်ငံနဲ့သူတို့ရဲ့စောက်ပုတ်ပေါ်မှာဆိုလို့ဟိုလူရှင်းဒီလူရှင်းဆိုပြည်သူအလူငွေနဲ့လူတပ်ပွဲလုပ်နေတဲ့ဟာကိုထောက်ခံတဲ့အောက်တန်းစားတသိရှိနေသေးတယ်ဒီတော်လိုက်ရေးမနေဘူးအောက်တန်းစားတသိရှိနေသေးတယ်ဒီတော်လိုက်ရေးမနေဘူးနော်ဒီကလေးတွေဘန်းပြဒီထောင်ကျသွားတဲ့ UG တွေဘန်း UG တွေထောင်ထဲရောက်သွားတဲ့ UG တွေရဲ့အတက်ဘားကရတိတ်မှာထိမ့်ပြစ်လိုက်ပါတယ်ဟောကိုချင်းမီကိုစရာတော့အသက်ခံလိုက်ရတာပါစောက်ဖက်တင်တယ်